စကားဆိုတာလူတစ်ယောက်ရဲ့ပညာဗဟုသုတစိတ်နေသဘောထားနဲ့အရေးအချင်းကိုအကဲဖြတ်လို့ရတဲ့အကောင်းဆုံးမှန်ချက်တစ်ချက်ဖြစ်ပါတယ်။စကားပြောကောင်းမှုချင်းဟာလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်အောင်မြင်မှုစီကိုအများဆုံးရောက်စေနိုင်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့စွမ်းရည်တစ်ခုပါ။ဒီကနေ့မှာတော့စကားပြောကောင်းစေဖို့အချက်10ချက်ကိုမျှဝေပေးကြပါမယ်။နံပါတ်1အရင်ဆုံးနားထောင်တတ်သူဖြစ်ပါစေ။စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ဆိုရင်အရင်ဆုံးနားထောင်ကောင်းသူဖြစ်ဖို့လိုပါတယ်။တစ်ဖက်လူပြောနေတာကိုအာယုံစိုက်နားထောင်ပေးခြင်းကအတိတ်ပဲရှိတဲ့တုံ့ပြန်မှုကိုပေးနိုင်ုံသာမကတစ်ဖက်လူရဲ့လေးစားမှုကိုလည်းရရှိစေပါတယ်။နံပါတ်2လူရင်းတူရှင်းလေးနက်ပါစေ။စကားကိုလှည့်ပတ်ပြီးအချိန်အကြာကြီးပြောနေခြင်းကနားထောင်သူကိုညှိငွေ့စေပါတယ်။မိမိပြောချင်တဲ့စကားအဓိကဆိုလိုရင်းကိုတိတိကျကျလိုတူရှင်းနဲ့ထိရောက်အောင်ပြောဆိုတတ်ဖို့လိုပါတယ်။နံပါတ်3အပြုသဘောဆောင်တဲ့စကားလုံးများကိုသုံးပါမိမိရဲ့နှုတ်ထွက်စကားလုံးတွေကတစ်ဖက်လူကိုခွန်အားဖြစ်စေပျော်ရွှင်စေတဲ့အပြုသဘောဆောင်တာမျိုးဖြစ်တင်ပါတယ်အဖြစ်တင်ခြင်းနှိမ့်ချတတ်ခြင်းထက်ချီးကျူးခြင်းအားပေးခြင်းစကားလုံးတွေကိုပုံမအသုံးပြုပါနံပါတ်4လေးသံနဲ့အဖြတ်အတောက်မှန်ပါစေစကားလုံးတွေတူညီနေရင်တော့ပြောဆိုတဲ့လေးသံအနှိမ့်အမြင့်နဲ့အဖြတ်အတောက်ပေါ်မူတည်ပြီးအတိတ်ပဲပြောင်းလဲသွားနိုင်ပါတယ်အေးစေးတည်ငြိမ်ပြီးယုံကြည်မှုရှိတဲ့လေသံမျိုးနဲ့ပြောဆိုပါနံပါတ်5မျက်လုံးချင်းစုံပါစကားပြောနေစဉ်တစ်ဖက်လူရဲ့မျက်လုံးကိုတေချာကြည့်ပြီးပြောခြင်းကမိမိကိုယ်ကိုမိမိယုံကြည်မှုရှိကြောင်းနဲ့တစ်ဖက်လူအပေါ်စိတ်ဝင်စားမှုရိုးသားမှုရှိကြောင်းပြသရာရောက်ပါတယ်နံပါတ်6ကိုယ်အမူအရာကိုသတိပြုပါမျက်နှာအမူအရာလက်ဟန်ခြေဟန်နဲ့ထိုင်ပုံရပ်ပုံတွေကမိမိပြောနေတဲ့စကားလုံးတွေအတိုင်းလိုက်ဖက်ညီနေဖို့လိုပါတယ်နှွေးထွေးတဲ့အပြုံးဘလို့စကားဝိုင်းကုန်မဆိုပြေလည်စေပါတယ်နံပါတ်9မသိတာကိုဝန်ခံရဲပါစေအရာရာကိုအကုန်သိသလိုမျိုးနဲ့ဟန်ဆောင်ပြီးပြောဆိုတတ်ခြင်းထက်မိမိမသိသေးတဲ့အချက်အလက်ကိုကျွန်တော်ဒါကိုတေချာမသိသေးလို့ပြန်လေ့လာလိုက်ပါအောင်မယ်လို့ရိုးရိုးသားသားဝန်ခံပြောဆိုခြင်းကပိုပြီးသိက္ခာရှိစေပါတယ်နံပါတ်10တစ်ဖက်လူရဲ့ခံစားချက်ကိုစာနာပါဘယ်လိုလူမျိုးမဆိုစကားပြောတဲ့အခါတစ်ဖက်လူရဲ့အခြေအနေစိတ်ခံစားချက်နဲ့နောက်ခံအကြောင်းအရာတွေကိုစာနာထောက်ထားပြီးမှစကားလုံးတွေကိုရွေးချယ်ပြောဆိုတတ်ရပါမယ်နံပါတ်9ဘဟုတုတအမြဲရှာဖွေပါစကားပြောကောင်းမှုဆိုရင်ပြောစရာအကြောင်းအရာရှိဖို့လိုပါတယ်စာပေဖတ်ရှုခြင်းတရင်နဲ့ဘဟုတုတတွေအမြဲလေ့လာခြင်းကစကားဝိုင်းကိုပုံမကျွယ်ဝစုံလင်စေပါတယ်နံပါတ်10အချိန်နဲ့နေရာကိုချင့်ချိန်ပါဘလောက်ပဲကောင်းတဲ့စကားဖြစ်ပါစေပြောရမယ့်အချိန်နဲ့နေရာမဟုတ်ရင်ဘေးဖြစ်တတ်ပါတယ်ဘယ်နေရာမှာဘယ်လိုစကားမျိုးကိုပြောသင့်မပြောသင့်ဆိုတာကိုအမြဲစဉ်းကျင်ပါစကားတစ်ခုကလူတစ်ယောက်ကိုကောင်းကင်ဘုံရောက်အောင်မြင့်တင်ပေးနိုင်တယ်လို့မရဲတွင်ထိရောက်သွားအောင်လဲတွန်းချနိုင်ပါတယ်အဆုံးထိနားဆင်ဖို့ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ